ภะคะวะโตอะระหะโตสัมมาสัมโมพุทธัสสะตัสสะภะคะวะโตนะโมอะตัสสะระหะโตภะคะวะโตสัมมาอะระสัมหะโตพุทธัสสัมมาสะสัมพุทธัสสะนะโมนะโมตัสสะตัสสะภะคะภะวะโตคะวะโตอะระอะระหะโตหะโตสัมมาสัมมาสัมพุสัมทธัสสะพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาကဲဓမ္မမိတ်ဆွေတို့ဒီနေ့ကစာမျက်နှာ22မှာရှိတဲ့တိကမာတိကအရာကောက်ဥပါဒိဏတိတ်ကိုသင်မှာဖြစ်ပါတယ်ဥပါဒိဏတိတ်ဆိုတော့ဓမ္မမိတ်ဆွေတို့ရဲ့22တိတ်ထဲမှာ4တိတ်မြောက်ကုသလတိတ်ဝေဒနာတိတ်ဝိပါကတိတ်ဥပါဒိဏတိတ်ဆိုပြီးတော့4တိတ်မြောက်ကိုသင်မှာဖြစ်ပါတယ်ဝိပါကတိတ်ကိုဟောတော်မူသည်အခြားမဲ၌ဥပါဒိဏတိတ်ကိုဟောတော်မူ၏ထိုဥပါဒိဏ၌လည်းထိုဥပါဒိဏတိတ်၌လည်းတိကမာရိကဆိုတဲ့အတိုင်းပဲပရမဗဒဒုတိယဗဒတတိယဗဒအဖြစ်သုံးပါးပြရှိ၏ထိုသုံးပါးတို့တွင်ထုံးစံတိုင်းပရမဗဒကိုရှေးဥစွာဟောတော်မူ၏အဲ့ဒီဘလို့ဟောမလဲဟောဟံကဥပါဒိဏုပါဒာနိယဓမ္မဟုတည်းသူရဲ့ပါဠိတော်ဟောပုဒ်ကဥပါဒိဏုပါဒာနိယဓမ္မာထို့နောက်ဒုတိယပဒကိုဟောတော်မူ၏ဟောဟံကအနုပါဒိဏုပါဒာနိယဓမ္မာဟုတည်းဒုတိယပဒကကြတော့အနုပါဒိဏုပါဒာနိယဓမ္မာထို့နောက်တတိယပဒကိုဟောတော်မူ၏ဟောဟံကအနုပါဒိဏအနုပါဒာနိယဓမ္မာဟုတည်းဆိုပြီးတော့သုံးပဒဟောတယ်နံပါတ်1ကပထမပဒဥပါဒိဏုပါဒာနိယဓမ္မာဒုတိယပဒကအနုပါဒိဏုပါဒာနိယဓမ္မာတတိယပဒကအနုပါဒိဏအနုပါဒာနိယဓမ္မာဆိုပြီးတော့သုံးပဒဟောတယ်အဲ့ဒီတည်းမှာဆရာတို့အနက်ပေးမယ်အစဉ်တိုင်းအနက်ပေးမယ်ပထမပဒကိုအနက်ပေးမယ်ဆိုတော့သူရဲ့ပါဠိလေးကဥပါဒိဏုပါဒာနိယဥပါဒိဏုပါဒာနိယအာယုံပြုသောအဖြစ်တဏှာဒိဋ္ဌိတို့သည်ကဲ့အပ်သောကံသည်အကျိုးဤအဖြစ်ဖြင့်ယူအပ်ကုန်သည်ဖြစ်၍ဥပါဒံတို့ဤအစီအပွားဖြစ်ကုန်သောဓမ္မာနေတတာနေဇီဝသဘာဝတတလည်းမဟုတ်ဇီဝလည်းမဟုတ်ကုန်သောသဘောတရားတို့သည်တံဝိဇန္တိရှိကုန်၏ဆိုတော့ဥပါဒိဏုပါဒာနိယဓမ္မာပဲเนาะအနက်ပေးလိုက်တာဥပါဒိဏုပါဒာနိယကိုအနက်ပေးလိုက်တယ်ပြီးတဲ့ခါကျတော့ဒုတိယပဒကိုအနက်ပေးမယ်ဒုတိယပဒကိုအနက်ပေးတော့ဘယ်လိုပေးမလဲအနုပါဒိဏုပါဒာနိယအာယုံပြုသောအဖြစ်တဏှာဒိဋ္ဌိတို့သည်ကဲ့အပ်သောကံသည်အကျိုးဤအဖြစ်ဖြစ်မယူအပ်ကုန်သည်ဖြစ်၍တဲ့အကျိုးဤအဖြစ်ဖြစ်မယူအပ်ကုန်သည်ဖြစ်၍ဥပါဒံတို့ဤအစီးပွားသာဖြစ်ကုန်သောအကျိုးဤဖြစ်တော့မယူဘူးသို့သောဥပါဒံတို့ဤအစီးပွားသာဖြစ်ကုန်သောဓမ္မာနေတရာနေဇီဝသဘာဝတတ္တလည်းမဟုတ်ဇီဝလည်းမဟုတ်ကုန်သောသဘောတရားတို့သည်တံဝိဇန္တိရှိကုန်၏နော်ဒါကဒုတိယပဒအနုပါဒိဏုပါဒာနိယဓမ္မာကိုအနက်ပေးတာဓမ္မမိတ်ဆွေတို့ကိုစာမေးပွဲမှာမေးရင်လည်းရိုးရိုးရှင်းရှင်းလေးပဲမေးမှာပဲနော်အောက်ပါတို့ကိုအနက်ပေးပါဆိုပြီးတော့အနုပါဒိဏုပါဒာနိယဓမ္မာအဲ့ဒါဆိုရင်ဓမ္မမိတ်ဆွေတို့ကဒီတိုင်းလေးပဲသူရှိတဲ့အတိုင်းပဲပေးရုံပဲနောက်တတိယပဒကိုအနက်ပေးမယ်အနုပါဒိဏအနုပါဒာနိယအာယုံပြုသောအဖြစ်တဏှာဒိဋ္ဌိတို့သည်ကဲ့အပ်သောကံသည်အကျိုးဤအဖြစ်ဖြင့်ယူအပ်သည်လည်းမဟုတ်ဥပါဒံတို့၏အစီးပွားလည်းမဟုတ်ကုန်သောအနုပါဒိဏအနုပါဒာနိယ तू ကနှစ်ခုလုံးကိုတားမြစ်သွားတာနော်
အာယုံပြုသောအဖြစ်တဏှာဒိဋ္ဌိတို့သည်ကဲ့သောကံသည်အကျိုးဤဖြစ်ဖြစ်လည်းမယူအပ်ဘူးဥပါဒံတို့၏အစီးပွားလည်းမဟုတ်ဘူးဓမ္မာနေတရာနိဇီဝသဘာဝတတ္တလည်းမဟုတ်ဇီဝလည်းမဟုတ်ကုန်သောသဘောတရားတို့သည်တံဝိဇ္ဇန္တိရှိကုန်၏တဲ့ဒါတွေဟာအနတ်တွေနော်ပထမပဒကဥပါဒိဏုပါဒာနိယဒုတိယပဒကအနုပါဒိဏုအနုပါဒိဏုပါဒာနိယဓမ္မာတတိယပဒကအနုပါဒိဏအနုပါဒာနိယဓမ္မာအောက်ကသုံးပဒကလည်းသူ့ရဲ့ပါဠိတွေကိုအစဉ်တိုင်းအနှံ့ပေးသွားတာအဲ့ဒီမှာကဲဓမ္မမိတ်ဆွေတို့တွေကိုနေတရားကောက်ပါတော့တဲ့နော်ကောက်ပြီဆိုတဲ့အခါကျတော့ပရမဘုတ်ကြီးကပရမဘုတ်ကြီးကသူ့ရဲ့အဓိပ္ပာယ်လေးကိုဓမ္မမိတ်ဆွေတို့တွေနည်းနည်းလေးပြန်ဆွဲသွားအောင်ကြည်လိုက်ဆိုတော့အာယုံပြုသောအဖြစ်တဏှာဒိဋ္ဌိတို့သည်ကဲ့သောကံသည်အကျိုး၏အဖြစ်ဖြင့်ယူအပ်သည်ဖြစ်၍နော်ကံရဲ့အကျိုး၏အဖြစ်ဖြင့်ယူအပ်တယ်တစ်ချက်ဥပါဒံတို့၏အစီးပွားဖြစ်ကုန်သောတဲ့ကံ၏အကျိုး၏ဖြစ်ဖြစ်လည်းယူအပ်တယ်ဥပါဒံတို့၏အစီးပွားလည်းဖြစ်တယ်အဲ့ဒီမှာကောက်မယ်ဆိုလို့ရှိရင်ဥပါဒိဏုပါဒာနိယဓမ္မာပထမပဒကိုကောက်တော့မယ်နော်ဥပါဒိဏုပါဒာနိယဓမ္မာဟုသောပရမဘုတ်၏အယကလောကီဝိပဿိဗတ္တိန်သာလောကီဝိပဿဗတ္တိန်သာဆိုတော့32လောကီဝိပဿိက32ခုရှိတယ်လောကုတ္တရာဝိပဿိက4ခုဝိပဿိစိတ်ပေါင်းမှာအလုံးပေါင်းမှာ36ခုပဲရှိတာเนาะဒီမှာလောကီဝိပဿလောကီအကျိုးတွေကိုအကုန်ကောက်လိုက်တာဥပါဒံတို့ဤအစီးပွားတဏှာဒိဋ္ဌိတို့သည်ကဲ့သို့ကံသည်အကျိုးဤဖြစ်ဖြစ်ယူအပ်သည်ဖြစ်၍တဲ့ဥပါဒံတို့ဤအစီးပွားဖြစ်ကုန်သောအကျိုးဤဖြစ်ဖြစ်လည်းယူအပ်တယ်ကံရဲ့အကျိုးလည်းဟုတ်တယ်ဥပါဒံတို့ဤအစီးပွားလည်းဟုတ်တယ်ဆိုတော့သူကောက်သွားတာရိုးရိုးရှင်းရှင်းလေးပဲလောကီဝိပဿိဗတ္တိန်တာလောကီဝိပဿိ32ပါးစေတသိက်ပင်စတိန်တာအဲ့ဒီလောကီဝိပဿိ32ပါးမှာရှင်တဲ့စေတသိက်ပင်စတိန်တာဆိုတော့35ပါးကမ္မဇယုဝိတယဤတဲ့နော်ကမ္မဇယုဝိတကမ္မဇယုဝိတဓမ္မမစ္စုတို့တွေရုပ်ပိုင်းမှာသင်ခဲ့တယ်ကမ္မဇယုဘယ်နှပါးသင်ခဲ့မလဲကမ္မဇယု18ပါးသင်ခဲ့လိုက်မယ်နော်ကမ္မဇယု18ပါးသင်ခဲ့လိုက်မယ်အဲ့ဒီမှာဥပါဒေနာယုတ်ကံဤအကျိုးဖြစ်သောဝါကံကြောင့်ဖြစ်သောယုတ်ကိုဗာလေရိုးရှင်းရှင်းလေးပဲတွေးလိုက်ကမ္မဇာယုတ်ဆိုတာကံကြောင့်ဖြစ်တဲ့ယုတ်ကိုကမ္မဇာယုတ်ပဲအဲ့ဒီကမ္မဇာယုတ်တွေကိုပဲနောက်တစ်မျိုးခေါ်တယ်ဥပါဒေနာယုတ်ဥပါဒေနာယုတ်နော်ကံကြောင့်ဖြစ်သောဥပါဒေနာယုတ်က18ပါးရှိတယ်တဲ့နော်တချို့တွေစက္ကရင်ကြည့်ကြနော်တကယ်လို့ဟိုနေ့မှာကိုရှိမှမရှိဘူးဆိုရင်ကံကြောင့်ဖြစ်တဲ့ဥပါဒေနာယုတ်က18ပါးအဲ့ဒီ18ပါးဘာတွေလဲပတာရယုတ်က5ပါးဘာဝယုတ်က2ပါးဟတ္တယယုတ်1ပါးဇိဝိတယုတ်1ပါးအဝိနိဘောဂယုတ်10ပါးပရိစေတယုတ်1ပါးပေါင်းဘယ်လောက်လဲဆိုတော့18ပါးကမ္မဇယုတ်က18ပါးဒါပေမဲ့ဓမ္မမိတ်ဆွေတို့တွေကိုပြောမယ်ဥပါဒေနာယုတ်ဘယ်နှပါးလဲလို့မေးခဲ့တဲ့အခါကျရင်18ပါးပေါ့သို့မဟုတ်ကံကြောင့်ဖြစ်တဲ့ကမ္မဇယုတ်ဘယ်နှပါးဆိုလဲဘယ်နှပါးလဲလို့မေးရင်18ပါးလို့ပဲဖြေမှာပေါ့နော်18ပါးလို့ပဲဖြေမယ်အဲ့ဒီဓမ္မမိတ်ဆွေတို့ရဲ့တိကမာတိကအရာကောက်လေးမှာကြည့်လိုက်ဒါကကြတော့ဓမ္မသင်္ကနီမှာပါတယ်တိကမာတိကအရာကောက်မှာကြတော့ဓမ္မမိတ်ဆွေတို့ရဲ့အဲ့ဒီစာမျက်နှာ22မြင်းကြောင်းအမဲလေးရဲ့အောက်မှာဥပဆရာတန်တတိကိုတွင်း၍ကမ္မဇယုတ်ဝိတဖြစ်သည်ဆိုတာကဓမ္မမိတ်ဆွေတို့တွေတွေ့ကြလားမသိဘူးเนาะအဲ့ဒါလေးကိုဒါလေးအရေးကြီးတယ်နော်ဖြည့်ပေးပါအောင်အနေအတန်လေးတွေဖွင့်ပြီးတော့တချို့ဖြည့်စမ်းပါအောင်ဆရာလည်းပိတ်ထားမိလိုက်တယ်အားလုံးတွေ့လားမသိဘူးနော်ဥပဆရာနဲ့တန်တတိကိုတွင်းပြီးတော့ကမ္မဇယုတ်20ဖြစ်သွားတယ်ဆိုတာတွေ့တယ်နော်ဖြစ်ပါတယ်ဆရာဖြစ်ပါတယ်ဟုတ်ရတယ်ဖြည့်ပြီးအတန်လေးတွေပြန်ပိတ်ထားလို့ရတယ်ဟိုမှာအတန်ဖတ်တဲ့အခါကျရင်မကြည်မှာဆိုလို့လေအဲ့မှာဆိုတော့ဓမ္မမိတ်ဆွေတို့တွေသိထားတာကဥပါဒိနာယုတ်က18ပါးကမ္မဇယုတ်ကလည်းရုပ်ပိုင်းနေထားနဲ့ကြည့်မယ်ဆိုရင်18ပါးပဲတိုးတော့တိကမာတိကမှာဓမ္မသင်္ကနီမှာပါတဲ့တိကမာတိကမှာကြည့်မယ်ဆိုရင်တော့ तू ဟာဥပါစယနဲ့တန်တတိကိုကမ္မဇယုတ်ထဲကိုပေါင်းထည့်လိုက်တဲ့အခါကျတော့ तू ရကောက်ထားတာဓမ္မမိတ်ဆွေတို့တွေဘလောက်ကောက်ထားလဲကမ္မဇယုတ်ဝီတဆိုပြီးတော့ကမ္မဇယုတ်20ဆိုပြီးတော့ကောက်ထားတယ်ဗျာနော်ဒါလေးထူးခြားတယ်အရာကောက်လေးလည်းမေးမယ်ဆိုရင်မေးလို့ကောင်းတဲ့ဟာလေးကမ္မဇယုတ်ဝီတာ
မ္မဇယုဝီဒပထမဘုတ်ရကဥပဒိဏုပါဒာနိယဓမ္မပထမဘုတ်နော်ဥပဒိဏုပါဒာနိယဓမ္မဟုသောပထမဘုတ်ရကအရာကောက်ပြီးလောကီဝိပဿိဗတ္တိန်သစေတသိက်ပင်စတိန်သကမ္မဇယုဝီဒယဤတဲ့နော်ကမ္မဇယုကံကြောင့်ဖြစ်တဲ့ယုတ်တွေကိုကမ္မဇယုနော်ကမ္မဇယုကရုပ်ပိုင်းမှာဆိုဓမ္မမိတ်ဆွေတို့18ပါးပဲသိလိုက်မယ်ကမ္မဇဧကံက9ပါးနဲ့ကမ္မဇအနေကံ9ပါးအဲ့ဒါတွေကိုဓမ္မမိတ်ဆွေတို့တွေရုပ်ပိုင်းမှာကြည့်ချင်တယ်ဆိုရင်ရူပသမုဋ္ဌာနရုပ်ဖြစ်ကြောင်းတရားတွေမှာကြည့်လို့ရပါတယ်နော်အဲ့ဒီမှာအခုဒီမှာကြတော့တိကမာရိကမှာကြတော့ဥပါစယနဲ့တဏ္ဍတိကိုပါထည့်ပြီးတော့သွင်းထားတာဖြစ်တဲ့အတွက်ကမ္မဇယုတ်20ဖြစ်နေတယ်ကမ္မဇယုတ်20အဲ့ဒီထဲမှာဓမ္မမိတ်ဆွေတို့တွေဒီမှာကောက်တဲ့အခါကြာလို့ရှိလို့ရှိရင်နည်းနည်းလေးထူးခြားအောင်မယ်ဒီမှာဒီဘက်မှာလောကီဝိပဿိဥပါဒိဏုပါဒာနိယဓမ္မဟုသောပရမဘုံအယကလောကီဝိပဿိဗတ္တိန်သစေတသိက်ပင်စတ္တိန်သကမ္မဇာယောဝီတယဤကဲအဲ့ဒီတရားတွေကိုကောက်မယ်ထိုတရားတို့သည်ခန္ဓာအာယတနာဓာတ်သစ္စာဖွဲ့မယ်ထိုတရားတို့သည်ခန္ဓာအဖြစ်5ပါးအာယတနာအဖြစ်17ပါးဓာတ်အဖြစ်18ပါးသစ္စာအဖြစ်တစ်ပါးဖြစ်ကုန်၏တဲ့နော်အဲ့လိုမျိုးတွေကိုကောက်ပြီးတဲ့အခါကျဖွဲ့လိုက်တဲ့အခါကျဓမ္မပစ္စည်းတွေတချို့ရှင်းနေတဲ့ဟာလေးတွေရှုပ်နေတဲ့ဟာလေးတွေနည်းနည်းရှင်းသွားနိုင်တယ်နော်ခန္ဓာအဖြစ်၅ပါးဟူသောကကမ္မဇယုတ်ဝိတတိရူပခန္ဓာမြည်ရုပ်ကြတော့ရှင်းတယ်နော်ရုပ်ပါလို့ရှိလို့ချင်းကမ္မဇယုတ်ဝိတတိရူပခန္ဓာမြည်ခုနစေတသိက်35ပါးစေတသိက်ပင်စတိန်သာတို့တွင်ဝေဒနာတိဝေဒနာခန္ဓာမြည်တင်ညာတိတင်ညက်ခန္ဓာမြည်ဝေဒနာတင်ညာမှကျွင်းသောစေတသိက်တစ်တိန်သသို့မဟုတ်33ပါးသည်သင်္ခါရခန္ဓာမြည်ကမ္မဇယဝိတကရူပခန္ဓာဖြစ်ပြီးတော့စေတသိက်35ပါးကခန္ဓာ3ပါးရသွားပြီနော်ပြီးတော့လောကီဝိပဿိဗတ္တိန်တသည်ဝိညာဏခန္ဓာမြည်ဤသို့လင်ခန္ဓာအဖြစ်5ပါးဖြစ်တည်းအဲ့ဒီခန္ဓာ5ပါးကတော့ဓမ္မမိတ်ဆွေတို့ဒီနေထားမှာရသင့်ပါပြီအာယတနာအဖြစ်17ပါးဟူသောကဒါလေးကိုနည်းနည်းသတိထားကြည့်ရမယ်ဒီနေရာမှာအာယတနာအဖြစ်17ပါးဟူသောကကမ္မဇယုတ်ဝိသတို့တွင်ကဲခုနတော့ငါကောက်တဲ့ထဲမှာပတာရယုတ်5ပါးကလည်းပါတာဖြစ်တဲ့အတွက်သက္ကုပတာရသည်သက္ခာယတနာမြည်သောတာဓမ္မမိတ်ဆွေတို့တွေမှတ်တာလက်လေးနဲ့တေချာချိုးတာကိုပါတာကိုနော်ပြီးတော့ဘဏ္ဍပါရှိပြီဆိုတာတွက်ပြီးတော့ဒီဥစ္စာဒီထဲမှာဓမ္မမိတ်ဆွေတို့မထင်ထားတဲ့ဟာလေးတွေပါလာမှာမဟုတ်လို့တေချာလေးကြည့်တာကမ္မဇာယောဝိသားတို့တွင်သက္ကုပတာရသည်သက္ခာယတနာမြည်သောတာပတာရသည်သောတာယတနာမြည်ဂာနာပတာရသည်ဂာနာယတနာမြည်ဇေဝပတာရသည်ဇေဝယတနာမြည်ကာယပတာရသည်ကာယယတနာမြည်ရူပါယုံသည်ရူပါယတနာမြည်တတ္ထာယုံသည်တတ္ထာယတနာတတ္ထာယုံမရဘူးနော်ရူပါယုံသည်ရူပါယတနာမြည်ဂန္ဓာယုံသည်ဂန္ဓာယတနာမြည်အဲ့ဒီရားကောက်မှာကြည့်လိုက်ဓမ္မမစ္စုတို့တတ္ထာယုတ်ကမရဘူးနော်တတ္ထာယုတ်ကအဲ့ဒီဥပါဒေနာယုတ်18ပါးထဲမှာမပါဘူးအနုပါဒေနာယုတ်10ပါးထဲမှာပါတာဖြစ်တဲ့အတွက်ဒီနေရာမှာတတ္ထာယုတ်မရသွားဘူးနော်အာယတနာအဖြစ်17ပါးအဲ့မှာသေချာကြည့်လိုက်တတ္ထာယုံကိုကြော်ပြီးတော့ရူပယုံသည်ရူပယတနာမြည်ဂန္ဓာယုံသည်ဂန္ဓာယတနာမြည်တတ္ထာယုံကျန်နေခဲ့တဲ့ရတ္တာယုံသည်ရတ္တာယတနာမြည်ပြီးတဲ့ခါကျတော့မပတဝီတေဇောဝါယောသောသောဖုဒ္ဓဘာယုံသည်ဖုဒ္ဓဘာယတနာမြည်နော်ဖုဒ္ဓဘာယတနာမြည်လောကီဝိဘဗတ္တိန်တာ32ပါးသည်မနာယတနာမြည်စေတသိက်ပင်စတိန်တာစေတသိက်ပင်စတိန်တာအာဘောသူကောက်တာလေးကြည့်နော်ခုစောက်တယ်မှာလည်းပါတယ်အာဘောအိဋ္ဌိန္ဒြေပုရိသိန္ဒြေဟတ္တယယုတ်ဇီဝိတယုတ်အာဟာရယုတ်ပရိစေတယုတ်ဥပါစယတန်တတိအားဖြင့်ဓမ္မမိတ်ဆွေတို့တွေတုကုမယုတ်16ပါးကိုကောက်တဲ့အခါမှာလဲနော်ဒီမှာဥပါစယတန်တတိအားဖြင့်တဏိကဇရတာအနိစ္စတာအားဖြင့်တုကုမယုတ်9ခု17ခုသည်ဓမ္မယတနာမြည်အဲ့ဒီမှာကဲတုကုမယုတ်ကဲဓမ္မမိတ်ဆွေတို့တွေကတချို့သတိထားမိတဲ့ဓမ္မမိတ်ဆွေတွေရှိမဲ့ဆိုရင်
စပီကာလေးဖွင့်ပြီးတော့ဖြည့်ကြည့်ကြစမ်းပါဦးဒီမှာသုခုမယုတ်16ခုရှိတဲ့ထဲကနေပြီးတော့ဒီမှာသုခုမယုတ်9ခု17ခုတဲ့ကဲစေတသိက်ပင်စက်တင်သားရဲ့အဲ့မှာအာဘောအိဋ္ဌိန္ဒြေပုရိသိန္ဒြေဟတ္တယယုတ်ဇီဝိတယုတ်အာဟာရယုတ်ပရိစ္ဆေဒယုတ်ဥပစေယတန်တတိအားဖြင့်အဲ့ဒါဆိုလို့ရှိရင်ကိုပါတဏိကသရတာအနေဆတာအားဖြင့်သူကုမယုတ်9ခု17ခုသည်ဓမ္မယတနာမြည်ဤတို့လေအာယတနာအားဖြင့်17ပါးဖြစ်တည်းမဖြေပါနဲ့တော့เนาะတခါကြားလို့ရှိရင်ဟိုနေကြားနေမှာဆိုလို့အဲ့ဒီမှာဆိုလို့ရှိရင်ဗျာဓမ္မမိတ်ဆွေတို့ကိုနည်းနည်းလေးပြောပြချင်တာသူကဒီမှာစကရင်လေးကြည့်လိုက်ဒါကကြတော့အနေစုရူပံစာအုပ်ရဲ့ဒုတိယပိုင်းဒီမှာကြည့်လိုက်ဓမ္မမိတ်ဆွေတို့ဥပါဒေနာယု18ပါးဥပါဒေနာယု18ပါးတတရာယု5ပါးနဲ့ဘာဝယု2ပါးဟရိယယု1ပါးဇီဝိတယု1ပါးအဝိနေဘောဂယု8ပါးပရိစ္ဆေဒယု1ပါးအဝိနေဘောဂယု8ပါးကဓမ္မမိတ်ဆွေတို့သိပြီသားနော်အဲ့ဒီမှာ18ပါး18ပါးဆိုတဲ့အခါကျတော့18ပါးတဲ့ကိုခုနတော့ငါဥပါစေယနဲ့တန်တတိကိုပေါင်းထည့်ထားလိုက်တော့ကမ္မဇယုဝိတရသွားတာနော်ကမ္မဇယုဝိတရသွားတာဒီဟာတွေကနုပါရိဏယုအဲ့ဒီကမ္မဇယုဝိတကြည့်ရမှာဓမ္မအနုပါဒိဏယုတ်တာဖြစ်၍ဥပါဒိဏယုတ်မဖြစ်နိုင်သောယုတ်အနုပါဒိဏယုတ်တာဖြစ်၍ဥပါဒိဏယုတ်မဖြစ်နိုင်သောယုတ်များဟုဆိုလျှင်ဒီမှာပါတယ်တတ္တယုတ်ရဲ့ဝိညက်တွေကာယဝိညက်ဝစီဝိညက်ရူပတလဟုတာရူပတမုဒိတာရူပတကမ္မညတာအဲ့ဒီ6ပါးအဲ့ဒါခုနခုနေထဲမှာတတ္တယုတ်ကတော့ဟိုမှာတတ္တယုတ်သီးတန့်ပေါ့နော်ကျန်တဲ့သူကုမယုတ်ထမှာဒါတွေမပါလာဘူးအားကြောင့်မို့အရော့တွက်ပြပြီနှစ်ပါးစုံမဖြစ်သောယုတ်ကဲဘာအကြောင်းကြောင့်မှမဖြစ်တာလက္ခဏာယုတ်၄ပါးသည်မြည်သည့်အကြောင်းကြောင့်မှမဖြစ်သောနာကုဒောစီသမုဋ္ဌံယုတ်ဖြစ်သည်နော်ပြောမယ်ဆိုလို့ရှိရင်ဒီလက္ခဏာယုတ်၄ပါးဆိုတာဘာအကြောင်းကြောင့်မှမဖြစ်ဘူးအဲ့ဒါအဘိဓမ္မာသဘောတရားအဘိဓမ္မာသဘောတရားအဘိဓမ္မာထဲမှာတော့မှဒါအဘိဓမ္မတသင်္ကဟပါဠိထဲမှာပါတယ်ပေါ့အဘိဓမ္မတသင်္ကဟအဓိပ္ပာယ်ထဲမှာပါတယ်သဘောတရားကဲဓမ္မသင်္ကတိတိကမာရိကရဲ့ဖွင့်ဆိုချက်တွေထဲမှာကြတော့အဲ့လိုမဟုတ်ဘူးတဲ့နှစ်ပါးစုံမဖြစ်တဲ့ယုတ်တွေထဲမှာတဲ့ဥပါစေယနဲ့တန်တတိလက္ခဏာယုတ်၄ပါးဓမ္မမစ္စလို့သိပြီးသားနော်ဥပါစေယရဲ့တန်တတိရဲ့ဇရတာအနေဆတာရဲ့အဲ့ဒီ၄ပါးထဲမှာဥပါစေယနဲ့တန်တတိကဒီကမ္မဇယုတ်ဝိသတဲ့ကိုပါသွားပြီဇရတာအနေဆတာကျန်တယ်ဇရတာအနေဆတာကျန်တယ်နော်ဇရတာအနေဆတာကျန်တာလေးကိုဓမ္မမစ္စလို့ဒီတိကမာရိကမှာဘယ်လိုထပ်ဖွင့်ပြထားလဲဆိုတာလေးစိတ်ဝင်စားဖို့ကောင်းလို့ဆရာတို့ပြပေးမယ်ကဲဒီမှာကြည့်လိုက်အဲ့ဒီစာမျက်နှာတိကမာတိကအရာကောက်ရဲ့စာမျက်နှာ20နဲ့3အဲ့ဒီအောက်ကနှုတ်လေးပေါ့နော်ဒါဆိုလို့ရှိရင်ကြမ်းရေးတဲ့သဘောမှာဆိုရင်ဖုနှုတ်လို့ခေါ်တယ်အဲ့ဒီမြင်းချောင်းလေးအောက်မှာအကိုးလေးတွေနဲ့အရှိမကနန်းနဲ့ပြထားတာအဲ့ဒါဖုနှုတ်ပေါ့နော်ကြမ်းပြုမယ်ဆိုရင် PhD တွေပါလို့ MA တွေပါလို့မယ်ဆိုရင်ဖုနှုတ်ရှိတယ်အန်တုံရှိတယ်နော်အန်တုံဆိုလို့ရှိရင်တော့အဲ့ဒီနံပါတ်လေးတွေကအနောက်မှာပြမယ်ပေါ့အခုကဖုနှုတ်ဆိုတော့စာတိုင်းရဲ့အောက်ခြေလေးမှာသူကဒီဟာလေးခံပြီးတော့ပြထားတယ်ဟုတ်ပြီစရဏအနေစာရာကကောတဲ့ငကုတော်စီသမုဋ္ဌံဖြစ်ပြီလားတေချာပြီလားဆိုတော့သူကခုနဥပဇေယနဲ့တဏ္ဍတိကလည်းကမ္မဇာယုတ်ထဲပါသွားတယ်နော်ကံကြောင့်ဖြစ်တဲ့ယုတ်တွေပဲတဲ့သူတို့လည်းစရဏအနေစာရာနှစ်ပါးကလည်းတဲ့ငကုတော်စီသမုဋ္ဌံဟုတ်တယ်ဘယ်ကြောင့်မှမဖြစ်ဘူးဆိုတာမှန်တယ်တိုးတော့ဘာပြောထားလဲကမ္မဇာယုတ်ဤထီပင်ဖြစ်၍မကင်းသင့်သောကြောင့်အာယရဏဓာတ်ဖွဲ့မှာတွင်း၍ဖွဲ့သည်တဲ့နော်အရန်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်လေးတွေအဲ့ဒီဥပဇယနဲ့တဏှတိကတော့ဓမ္မမစ္စလို့တွေအဘိဓမ္မာမှာဆိုရင်ဥပတိပင်၃ချက်ပဲရှိတယ်ဗျာဥပဇယနဲ့တဏှတိဒီတကယ်လို့ပေါင်းလိုက်တယ်ဆိုသူကဇာတိကိုပေါင်းလိုက်တာကိုဇာတိရဲ့အမည်ကိုမှသူကဥပတ်လို့ပြောလိုက်တာကိုဥပတ်လို့ပြောလိုက်တဲ့ခါကျဥပဇယတဏှတိဒီဥပတ်ဆိုလို့ရှိရင်ဇရတာတိထီအနေဆာတိဘင်လို့သူကထပ်ပွင့်တာဖြစ်တဲ့အတွက်အဲ့ဒီမှာဥပဇယတန်တတိကိုယူရင်းတဲ့ဒီစရတာအနေစာတာကလည်းသူကမကင်းကောင်းလို့တဲ့အာယရဏဓာတ်မှာပေါင်း၍ဖွဲ့တယ်တဲ့နော်အဲ့ဒါလေးကိုကြည့်အဲ့ဒါလေးကို
စိတ်ဝင်စားဖို့ကောင်းတယ်ဓမ္မမိတ်ဆွေတို့တွေအဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့လဲဟိုအရင်တော့လဲအဘိဓမ္မာနဲ့ပတ်သက်ပြီးတော့လေ့ကျင့်ခန်းလေးတွေလှုပ်ထားတာလဲဆရာတို့ကြားတယ်ပေါ့နော်ဒါလေးတွေလဲချိန်လို့ရအောင်ပါဓမ္မမိတ်ဆွေတို့တွေအဲ့မှာခဏင်းကအခုရောက်သွားပြီပေါ့နော်အဲ့ဒီထဲမှာဆိုလို့ရှိရင်ခုနတော့ငါကြံခဲ့တယ်အာယတနာအဖြစ်17ပါးထဲမှာဆိုလို့ရှိရင်တတ္တအာယတနာအတုကုမာယော16ပါးမှာဆိုလို့ရှိရင်ကာယဝိညာဉ်ဝစီဝိညာဉ်အရင်တော့ဆရာတို့ဆိုခဲ့တယ်ရူပတ္တလဟုတာမုရုတာအဲ့လိုမျိုးတွေဆိုခဲ့တယ်အဲ့ဒါတွေအကုန်ကြံခဲ့ပြီဒီမှာနော်ဖုတ္တဗယရနာတိကောက်ပြီးတဲ့အခါကျတော့လောကီဝိပဗတ္တိန်သာတိမနာယရနာမြည်ပြီးတော့သူကဓမ္မယရနာအရာဘာကောက်မလဲစေတသိက်ပင်စတိန်သာအာဘောအိဋ္ဌိန်တရေပုရိသိန်တရေဟတ္တယယောဇီဝိတယောနော်အာဘောအိဋ္ဌိတရေပုရိသေတရေဟတ္တယယောဇီဝိတယောအာဟာရယောပရိစေဒယောအရင်တော့ကာယဝိညာဉ်ဝစီဝိညာဉ်ရူပတ္တလောဒရူပတ္တမုရုဒရူပတ္တကမ္မညာတာဆိုပြီးကောက်ခဲ့တယ်အခုအဲ့ဒါတွေမကောက်ဘူးနော်ဥပစေယတန်တတိအဖြစ်တနည်းကဇရတာအနေဆတာကိုပါထဲကောက်မယ်ဆိုရင်တဲ့သူကုမာယုတ်က6ခုဇရတာအနေဆတာပါလာပြီဆိုရင်ဓမ္မပစ္စည်းတို့ထဲကြည့်လိုက်ပေါ့ဇရတာအနေဆတာအဖြစ်ဆိုရင်17ခုဖြစ်သွားမယ်အဲ့ဒါသူ့ရဲ့ထူးခြားချက်လေးပဲနော်လောကီဝိဘတ်အနေစေတသိက်ပစ္စတိန်သာအာဘောအိဋ္ဌိတရေပုရိသေတရေဟတ္တယယောဇီဝိတယောအာဟာရယောပရိစေတယောဥပစေယတန္တတိအဖြစ်တဏိကဇရတာအိသတာအဖြစ်ဒုက္ခမယော6ခု17ခုသည်ဓမ္မယရဏမြည်ဤသို့လေအာယရဏအဖြစ်17ပါးဖြစ်တည်းအာယရဏအဖြစ်17ပါးကတော့ခုနတော့ဒီထဲမှာတတ္တယရဏကကြံခဲ့တာဖြစ်တဲ့အတွက်17ပါးကြံတဲ့ဒီဘက်မှာကြတော့ဒုက္ခမယောတောလက်သားမှာဒုက္ခမယော16ပါးမှာပဲအယောပြသွားမှာနော်ဒုက္ခမယောကဘယ်နှခုဖြစ်သွားမလဲ16ပါးနေပြီးတော့6ခု17ခုကြံခဲ့တဲ့ရုပ်တွေဖယ်ခဲ့တာပေါ့နော်ဤသို့လေအာယတနာအဖြစ်17ပါးဖြစ်တည်းရမယ်လို့မျှော်လင့်တယ်အဲ့မှာဓာတ်အဖြစ်19ပါးကိုသွားကြည့်မယ်ဓာတ်အဖြစ်19ပါးဟူသောကကမ္မဇာယောဝိတာတို့တွင်စကုပတာရသည်စကုတတ်မီတေချာကြည့်တာနော်အာယတနာမှာရပြီဆိုရင်ဓာတ်ကလည်းအနေပို့ပြီးတော့နားလဲလွယ်လိုက်မယ်ဓမ္မမိတ်ဆွေတို့ကမ္မဇာယောဝိတာတို့တွင်စကုပတာရသည်စကုတတ်မီသောတာပတာရသည်သောတာတတ်မီဂာနာပတာရသည်ဂာနာတတ်မီဇေဝပတာရသည်ဇေဝတတ်မီကာယပတာရသည်ကာယတတ်မီရူပယုံသည်ရူပယုံသည်ရူပတတ်မြည်ဤတတ္တယုံသည်တတ္တတတ်မြည်အနေတတ္တယုံမပါဘူးเนาะဒီမှာလဲเนาะရူပယုံသည်ရူပတတ်မြည်ဤခန္ဓာယုံသည်ခန္ဓာတတ်မြည်ဤရတ္တယုံသည်ရတ္တတတ်မြည်ဤပရဝိတေဇောဝါယုသောသောဖုတ္တပါယုံသည်ဖုတ္တပါတတ်မြည်ဤစကုဝိညာဉ်တွေသည်စကုဝိညာဏတတ်မြည်ဤသောတာဝိညာဉ်တွေသည်သောတာဝိညာဏတတ်မြည်ဤခန္ဓာဝိညာဉ်တွေသည်ခန္ဓာဝိညာဏတတ်မြည်ဤစေဝဝိညာဉ်တွေသည်စေဝဝိညာဏတတ်မြည်၏ကာယဝိညာဉ်တွေသည်ကာယဝိညာဏတတ်မြည်၏တံပရိဆိုင်တွေသည်မနောတတ်မြည်၏ကျွင်းသောလောကီဝိပဿစိတ်ဝိတသည်မနောဝိညာဏတတ်မြည်၏ဓာတ်ကြတော့နော်ဝိပဿဝိညာဉ်10ပါးကိုတတ်တတ်ဖွဲ့သွားတယ်ပြီးတဲ့အခါကျတံပရိဆိုင်တွေကမနောဓာတ်ပြီးတဲ့အခါကျတော့လောကီဝိပဿစိတ်ကျန်တဲ့လောကီဝိပဿစိတ်20ဝိတသည်မနောဝိညာဏတတ်မြည်၏ခုနတော့လာခဲ့သလိုပဲစေတသိက်ပစ္စတိန်သာအာဘောနော်အိဋ္ဌိန်တရေပုရိသိန်တရေဟတ္တယယောဇီဝိတယောအာဟာရယောပရိစေတယောကာယဝိညာဉ်တို့ဝစီဝိညာဉ်တို့ရူပတ္တလောဒတို့ရူပတ္တမုရုဒရူပတ္တကမ္မညာတာတွေမထဲကောက်ဘူးဥပစေယတန်တတိအဖြစ်အဲ့ဒါဆိုရင်9ပါးတဏီကစရတာအနေဆတာအဖြစ်ဒုက္ခမယုတ်9ခု17ခုတိဓမ္မတတ်မြည်ဤသို့လင်ဓာတ်အဖြစ်9ပါးဖြစ်တည်းခုနကကိုစောင်းလေးမှလည်းတေချာကြည့်ကောက်ပေါ့နော်ဆရာတို့ကြတော့ဒီမှာ19ပေါ်မှာဆိုတော့ဒီလောက်ပဲသဘောပေါက်အောင်ရှင်းပြပေးလို့ရမယ်ဓမ္မမစ္စတို့ရဲ့မျက်လုံးလေးတွေကိုကြည့်ပြီးတော့အော်နားလေရဲ့လားအဆင်ပြေရဲ့လားဆိုတာကတော့ဆရာတို့မမြင်နိုင်တာဖြစ်တဲ့အတွက်အဲ့လောက်ကြီးအသေးမစိတ်နိုင်တာကိုတော့ဒီမှာခွင့်လွှတ်ပါနော်ကဲသစ္စာအဖြစ်တပါခန္ဓာကကြတော့၅ပါးအာယတနာ17ပါးဓာတ်18ပါးဓာတ်18ပါးကလည်းတတ္ထဓာတ်မရတာပဲเนาะဒီတဲ့ခါကြတော့သစ္စာတပါးကဲသစ္စာဆက်ကောက်မယ်သစ္စာအဖြစ်တပါးဟူသောက
လောကီဝိပဿစိတ်ဗတ္တိန်သာစေတသိက်ပင်စတိန်သာကမ္မဇာယောဝိသတိဒုက္ခသစ္စာမြည်ရှားသမျှဟာတွေအကုန်လုံးဒုက္ခသစ္စာတွေထည့်လိုက်တာနော်အဲကြောင့်ဒုက္ခသစ္စာတစ်ပါးပဲရမယ်ဤသို့လင်သစ္စာအဖြစ်တစ်ပါးဖြစ်တတ်တည်းနော်အဲ့ဒါဆိုရင်ပထမပုဒ်ရပြီးသွားပြီဥပါဒိနုပါဒနိယနော်အဓိကတော့ကံရဲ့အကျိုးတရားတွေပဲကံရဲ့အကျိုးတရားနဲ့အစည်းအပွားဆိုတော့အဲ့ဒါတွေပဲကောက်သွားတာကမ္မဇာယဝိသနဲ့ကမ္မဇာယဝိသနဲ့လောကီဝိပဿစိတ်ဗတ္တိန်သာအဲ့ဒီမှာဒုတိယပုဂ္ဂိုလ်ကောက်မယ်ဒုတိယပုဂ္ဂိုလ်ကြတော့ဗာလဲအနုပါဒိနုပါဒာနိယဓမ္မာဟော mouse ကဲဒုတိယပုဂ္ဂိုလ်ရကအနုပါဒိနုပါဒာနိယအနုပါဒိနုပါဒာနိယဓမ္မာဟုသောဒုတိယပုဂ္ဂိုလ်အရာကအာယုံပြုသောအဖြစ်တဏှာဒိဋ္ဌိတို့သည်ကဲ့သို့သောကံသည်အကျိုး၏အဖြစ်ဖြင့်မယူအပ်ကုန်သည်ဖြစ်၍ဥပါဒံတို့၏အစည်းပွားသာဖြစ်ကုန်သောကံ၏အကျိုးမဟုတ်ဘူးတဲ့သို့တော်ဥပါဒံတို့၏အစည်းပွားတော့ဟုတ်တယ်ကံ၏အကျိုးမဟုတ်ဘူးတဲ့ဥပါဒံတို့ရဲ့အစည်းပွားဟုတ်တယ်ဆိုတော့ तू ကဘာကိုကောက်သားလဲဆိုတော့အကြောင်းတရားတွေကောက်သွားတယ်ဗျာနော်အဲ့မှာဆိုလို့ရှိရင်အနုပါဒိနုအနုပါဒိနုပါဒာနိယဓမ္မာဟုသောဒုတိယဘုရားကအာဟုသောစိတ်ဓဝရတလောကီကုသိုလ်တတ္တရတဆိုတော့18ပါးလောကီကုသိုလ်18ပါးကိရိယာစိတ်ဝိတာအကျိုးတရားမဟုတ်ဘူးဆိုတော့ तू ကအကြောင်းတရားပြီးတော့ကိရိယာစိတ်တွေပါထဲကောက်သွားတာဖြစ်တဲ့အတွက်အကြောင်းကျိုးမှာလွတ်တဲ့တရားအနုပါဒိနုပါဒနဲ့ဒါပေမဲ့ဥပါဒဏ်တို့ရဲ့အစည်းအပွားတော့ဟုတ်တယ်နော်အဲ့ဒါလေးကိုထည့်တွက်တာကိရိယာစေဝိတာစေတသိက်တွေပညာသာစေတစားယောတတ္တရတ္တစိတ်ကြောင့်ဖြစ်တဲ့ယုတ်18ပါးဥဒုဇယုတ်ပဏာရတ္တအာဟာရဇယုတ်သုတ္တတယဤထိုတရားတို့ဒီခန္ဓာအဖြစ်5ပါးအာယတနာအဖြစ်9ပါးဓာအဖြစ်10ပါးသစ္စာအဖြစ်2ပါးဖြစ်ကုန်၏နော်အဲ့ဒီမှာဒီမှာအာဟာရဇယုတ်သုတ္တတကိုသူကနှုတ်လေးရေးထားတယ်တစ်လေးပြထားတယ်အဲ့ဒါကိုကြည့်လိုက်မယ်ဓမ္မမစ္စတို့ဒီမှာအဲ့ဒီခုနစာမျက်နှာ23ရဲ့စာမျက်နှာ23မဟုတ်စာမျက်နှာ24ရဲ့အဲ့ဒီမြင်းကြောင်းအမဲလေးအောက်ကိုကြည့်လိုက်ဥပစေယတန္တတိကိုသွင်း၍တဲ့တတ္တရတ္တပဏ္ဏရတ္တသုဒ္ဓတဆိုသည်စရဒအနေဆရသည်နကုတောစီသမုဒ္ဒံဖြစ်တော်လဲတိစာယုတ်ဤထီပင်ဖြစ်၍နော်ကျန်တဲ့ယုတ်တိစာယုတ်သူကတိစာယုတ်ရဲ့ထီပင်ဖြစ်၍မကင်းတဲ့သောကြောင့်တိစာယုတ်ကိုကောက်လျင်သူကစရဒအနေဆရလည်းပါသွားတယ်လို့ပြောတာပဲနော်ပါသွားပြီဟတ္တယယုတ်ဣန္ဒြိယယုတ်တို့သည်ကမ္မဇဧကံဖြစ်သောကြောင့်ဤဒုတိယပုဂ္ဂိအရာ၌မပါဝင်တည်းတဲ့နော်ကဲထားထိုတရားတို့သည်ခန္ဓာအဖြစ်5ပါးအာယတနာအဖြစ်9ပါးဓာတ်အဖြစ်10ပါးသစ္စာအဖြစ်2ပါးဖြစ်ကုန်၏တဲ့နော်ခန္ဓာအဖြစ်5ပါးလေးဖွဲ့လိုက်မယ်ခန္ဓာအဖြစ်5ပါးဟူသောကတိစယုတ်သည်ရူပခန္ဓာမြည်၏စေတသိက်တွေပညာသားတို့တွင်ဝေဒနာသည်ဝေဒနာခန္ဓာမြည်၏တင်ညာသည်တင်ညာခန္ဓာမြည်၏ဝေဒနာတင်ညာမှကျွင်းသောစေတသိက်ပညာတသည်သင်္ခါရခန္ဓာမြည်၏အာဟုသောဓဝရတလောကီကုသိုလ်တတ္တရတကိရိယာစိတ်ဝိသသည်ဝိညာဉ်ခန္ဓာမြည်၏ဤသို့လင်ခန္ဓာအဖြစ်5ပါးဖြစ်တည်းတဲ့နော်ကဲဓမ္မမိတ်ဆွေတို့တွေဒီထဲမှာဓမ္မမိတ်ဆွေတို့တွေကိုတိစာယုတ်အကြောင်းလေးတွေတိစာယုတ်အကြောင်းလေးတွေစေတစာယုတ်အကြောင်းလေးတွေဥဒုစာယုတ်အာဟာရစာယုတ်အကြောင်းတွေလည်းဆရာတို့ရှင်းပြသင့်တယ်အခုကပရမတစ်ချိန်ရလဲကုန်ပြီ3မိနစ်ပဲကျန်တော့တယ်ဆရာတို့လည်းအဲ့လိုပေါ့နော်ဒီအခုအတင်ရတာလည်းအဲ့လိုပေါ့နော်ဒီကျမ်းမာရေးပါညာနဲ့ဆိုတော့လွတ်လွတ်လပ်လပ်မရှိဘူးเนาะတင်ရတာတင်လို့တအားကြီးမကောင်းဘူးပေါ့အဲ့ဆိုတော့ဓမ္မမိတ်ဆွေတို့တွေဒီနေ့ကတော့ဒီလောက်ပဲเนาะဗုဒ္ဓသာသနာစိတ္တဒိဋ္ဌတု3ချိန်ရွတ်ဆိုပြီးတော့ဆရာတို့အဆုံးသတ်လိုက်ကြမလားเนาะအဆုံးသတ်လိုက်ကြစို့ပေါ့လေ